အာရှန်တောင်နဲ့ရဲ့လှုပ်ဝက်တောင်တစ်ခုမှာညီကိုများဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာခဲ့တယ်။သိစိတ်မှုတစ္ဆာဆောင်တည်မှုနဲ့တည်ခြင်းတရားတို့ကိုလေ့ကျင့်ထားကြသူတွေအာဇနီစပါရဲ့ဥဆောင်မှုအောက်ကသူတို့ကိုဟာရှစီလို့လူပြီးခဲ့ကြတယ်။အာဇာအလမုတ်ခန္ဓာကြီးကနေဟာဆစီနီကိုအကြောက်တရားနဲ့အုပ်ချုပ်ခဲ့တယ်။ဖွဲ့ဝင်တဲ့တွေကိုပရာတိတုပုံကိုပြသခဲ့ပြီးတစ္ဆာဆောင်တည်မှုအတွက်ထာဝရချမ်းသာပေးမယ်လို့ကတိပေးခဲ့တယ်။အမှန်စစ်တီတို့နဲ့မတူပဲဟာဆစီနီကရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ကြတယ်။တက်တွေမဟုတ်ပဲဓာတ်သားတွေကနိုင်ငံရဲ့ကဏ္ဍမာကိုပုံခေါ်ခဲ့တယ်။တန်တွေဝင်ကြီးတွေနဲ့သူတို့စိတ်သူရဲကောင်းတွေဟာအဆက်စည်းတွေရဲ့ရုပ်တရက်ထွက်ပေါ်လာမဲ့လှုပ်ကြံမှုတွေကိုလက်နေချရတယ်။ဒါပေမဲ့73ရာစုအရောက်မှာတော့မွန်ဂိုတွေကအလမုတ်ကိုတိုက်ခိုက်ပြီးမီးရှို့ဖျက်ဆီးလိုက်တဲ့အခါမှာတော့အဆက်စည်းညီကိုအဖွဲ့အစည်းဟာတိတ်ဆိတ်ပြောက်ကွယ်သွားခဲ့ပါတယ်။အမှန်တော့ပြောက်ကွယ်သွားတယ်ဆိုတာထက်ပိုအနေရှိတဲ့ပုံစံကိုပြောင်းလဲသွားခဲ့တာပါ။ဒီနေ့ဒီကိုပဲ assassin ဆိုတဲ့စကားလုံးကသူတို့ရဲ့အမှတ်အသားကိုဆောင်းထားစေပါ။သိစိတ်ချင်းတိကျခြင်းနဲ့သိစေနိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ပြေဝနေပေါ့။